ပြောင်းရေးနောက်ဆုံးတော့ဒီညီလေးကကျွန်တော်ဘီယာနဲ့ဘိုင်ဝိုင်းရိုက်ပြီးစတားလိုက်ကတကယ်ယာယူသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှစတားလိုက်ကတော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်နဲ့ချက်စောကျင်တယ်အပျော်စောကျင်တာပဲဖြစ်ဖြစ်ကျွန်တော်နိုင်တဲ့ဒိုင်းမွန်ဆက်တလုံးထည့်ပေးပါမယ်စောကျင်တဲ့ညီကိုတွေကကျွန်တော်ချက်ပေါက်ကနေကျွန်တော်ဆက်သွယ်ပေးပါမယ်တယောက်ချင်းစီဆက်သွယ်နေတဲ့အတွက်ကြောင့်နည်းနည်းကြန့်ကြာရရှိတတ်ပါတယ်အဲ့တော့ဘရာသာမာနာကြီးရဲ့ကျွန်တော် reply ပြန်အဲ့လိုမထင်ပါနဲ့အများကြီးပဲကျွန်တော်စော့နေပါတယ်ကျွန်တော်ကိုလိုဒီမှာဖျားနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်နည်းငယ်စော့ပြီးနေခြင်းဖြစ်ပါတယ်စိတ်မဆိုးပါနဲ့အားလုံးချစ်ပါတယ်နော်စော့မယ်နော်